伊蒂汉嘛，曼西里ရဲ့ဂိုပြက်ချေမုံချင်းကိုခံလိုက်ရတဲ့လီဗာပူးရာသီနောက်ပိုင်းရောက်လီပိုကောင်းလာလီရှိတဲ့ထုံးစံအတိုင်းမန်ချက်စတာစီးတီးအသင်းကတော့ဒီရာသီတွေရဲ့အကောင်းဆုံးစွမ်းဆောင်ရည်တွေကတခုလို့ဆိုရမယ့်အတိုင်းလီဗာပူးအသင်းကိုဂိုပြက်ချေမုံပြလိုက်ပါတယ်ဒီပွဲမှာမန်စီးတီးအသင်းရဲ့အဓိကတိုက်စစ်မှုအေလင်ဟာလန်ကသူ့ရဲ့အကောင်းဆုံးပုံစံကိုပြန်လည်ရှာဖွေတွေ့ရှိသွားခဲ့ပြီးဟက်ထရစ်သွင်းယူခဲ့ပါတယ်ဒီနိုင်ပွဲကြောင့်လွန်ခဲ့တဲ့ရက်ပိုင်းကမှဝမ်ဘလီမှာဖလားကင်မြောက်ထားခဲ့တဲ့မန်စီးတီးအသင်းဟာဝမ်ဘလီကွင်းစီနောက်တစ်ချိန်ထပ်သွားရောက်ဖို့အခွင့်အရေးရရှိသွားခဲ့ပါပြီမန်စီးတီးအတွက်အန်တွိုင်းစီမန်ညိုကလည်းတကူသွင်းပေးခဲ့တယ်လို့လီဗာပူးဘက်ကမိုဟာမက်ဆာလာဟာဒုတိယပိုင်းမှာပန်နယ်တီရခဲ့ပေမဲ့မဝင်ခဲ့တာကြောင့်ပြောစရာဖြစ်ခဲ့ပါတယ်။ပွဲစပိုင်းမှာတော့နှစ်ဖက်စလုံးကအပြန်အလှန်ထိုးဖောက်နိုင်ခဲ့ကြတာပါ။ဆာလာရဲ့ဂိုးရီယာအတွင်းကန်ချက်ကိုခူဆာနော့ဖ်ကပိတ်ဆို့နိုင်ခဲ့တယ်လို့ဘာနာဒိုစီးဘာဖန်တီးပေးတဲ့အခွင့်အရေးမှာလေရိုင်ယန်ချာကီကပထမထိချက်မှာမကောင်းတာကြောင့်ဂိုးရဖို့လွဲချော်ခဲ့ပါတယ်။ဒါပေမဲ့ပွဲကစားချိန်39မိနစ်မှာတော့မန်စီးတီးတို့အဖွင့်ကိုစတင်ရရှိခဲ့ပါတယ်။နီကိုအိုရိုင်လီကိုဗန်ဒိုက်ကဂိုးအေရီယာအတွင်းမှာတွန်းလှဲခဲ့တာကြောင့်ပန်နယ်တီရရှိခဲ့ပြီးဟာလန်ကအမားအယွင်းမရှိကန်သွင်းယူခဲ့တာပါ။အဲ့လိုဥဆောင်ကိုရောက်သွားပြီးတဲ့နောက်မှာတော့မန်စီးတီးတို့ကပဲပွဲကိုလုံးဝစိုးမိုးသွားခဲ့ပါတယ်။ဒါ့အပြင်ပထမပိုင်းပြီးကန်ဒီမှာပဲစီမန်ညိုရဲ့ဖြတ်တင်ဘောကနေဟာလန်ကခေါင်းတိုက်ပြီးဒုတိယကိုသွင်းယူခဲ့ပါတယ်။နောက်ထပ်ဒုတိယပိုင်းပြန်စပြီး9မိနစ်မှာလေစီမန်ညိုကိုရိုင်ကလီဗာပူးကိုသမားပေါ်ကနေကြော်ပြီးလှလှပပသွင်းယူခဲ့တာကြောင့်3-0ဖြစ်သွားခဲ့ပါတယ်။ပွဲချိန်58မိနစ်မှာတော့အိုရိုင်လီရဲ့ဖန်တီးပေးမှုကနေဟာလန်ကသူ့ရဲ့ဟက်ထရစ်ဂိုးကိုအပိုင်ပိတ်သွင်းပြီးအဆုံးသတ်ပေးခဲ့ပါတယ်။လီဗာပူးအတွက်ပိုပြီးစိတ်ပြက်စရာကောင်းတာကတော့ပွဲချိန်တနာရီကျော်မှာဟူဂိုအီကီတီကီကိုမာတီယက်စ်နူနက်စ်ကဖြတ်ထုတ်ခဲ့လို့ပန်နယ်တီရခဲ့ပေမဲ့ဆာလာရဲ့ကန်ချက်ကိုမန်စီးတီးကိုသမားဂျိမ်းစထရက်ဖို့ကကာကွယ်သွားနိုင်ခဲ့တာပဲဖြစ်ပါတယ်။ဒေတာချက်လက်တီအရသာမကပွဲတွင်စွမ်းဆောင်ရည်ကိုကြည့်မယ်ဆိုရင်လည်းမန်စီးတီးကအပြတ်သက်သားခဲ့တဲ့ပွဲစဉ်တစ်ပွဲလို့ဆိုရမှာပါ။ပွဲအစမှာနည်းနည်းရုန်းကန်ခဲ့ရတယ်ဆိုပေမဲ့မန်စီးတီးအတွက်တော့ဒါဟာတကယ်ကိုချိုမြိန်တဲ့နိုင်ပွဲတစ်ခုဖြစ်ပါတယ်။မန်စီးတီးအသင်းဟာဂိုးကန်သွင်းမှုဆက်တစ်ကြိမ်မှာပြန်မြောက်ဂိုးရနိုင်ချိန်2.5အထိရှိခဲ့ပြီးလီဗာပူးကလည်းဂိုးကန်သွင်းမှုဆက်တစ်ကြိမ်တူပေမဲ့ဂိုးရနိုင်ချိန်က1.43ပဲရှိခဲ့ပါတယ်။ဟာလန်တယောက်ထဲကရင်မန်စီးတီးရဲ့ဂိုးရနိုင်ခြေစုစုပေါင်းတွေက1.06အထိပါဝင်ပတ်သက်ခဲ့တာဖြစ်ပါတယ်။နော်ဝေတိုက်စစ်မှုဟာသူကန်သွင်းတဲ့3ချိန်စလုံးကိုသွင်းဂိုးအဖြစ်ပြောင်းလဲနိုင်ခဲ့တယ်လို့မန်စီးတီးရဲ့ပွဲထွက်ကစားသမားတွေထဲမှာဘောလုံးထိချက်အနည်းဆုံး16ချိန်သာရှိခဲ့ပေမဲ့အကောင်းဆုံးစွမ်းဆောင်ရည်ပြနိုင်ခဲ့တာဖြစ်ပါတယ်။2022ခုနှစ်ဇူလိုင်လမှာမန်စီးတီးကိုစားရောက်ခရဲကဟာလန်ဟာပြိုင်ပွဲစုံမှာဟက်ထရစ်12ကြိမ်ထိရရှိထားပြီးဥရောပထိပ်သီးလိ9ခုမှာဟက်ထရစ်17ကြိမ်သွင်းထားတဲ့ဟယ်ရီကိန်းကိုကြော်ဖြတ်ကအများဆုံးအဖြစ်ရပ်တည်နေပါတယ်။ဒါ့အပြင်လီဗာပူးအသင်းဟာသူမန်စီးတီးကိုရောက်ပြီးခရဲက3ဂိုးနဲ့အထက်သွင်းယူနိုင်ခဲ့တဲ့17သင်းမြောက်အသင်းလည်းဖြစ်လာခဲ့ပါတယ်။ဒါရင်မကသေးပါဘူး။ဟာလန်ဟာ1993-94ရာသီကမက်လီဒီစီယာနောက်ပိုင်းလီဗာပူးအသင်းကိုတရာသီထဲမှာပြိုင်ပွဲစုံ9ဂိုးထိသွင်းယူနိုင်တဲ့ပထမဆုံးကစားသမားအဖြစ်လည်းမှတ်တမ်းဝင်သွားခဲ့ပါတယ်။မန်စီးတီးအသင်းကတော့အဓိကပြိုင်ဘက်လီဗာပူးကိုဂိုးပြတ်အနိုင်ယူပြီးနောက်ထပ်ပြည်တွင်းဖလားတစ်လုံးထပ်ယူဖို့ပြိုင်ဘက်တွေကိုကြွေးကြော်ပြလိုက်ပြီးလည်းဖြစ်ပါတယ်။